တာဓုခေါ်ပါတယ်ဗျာအလို့ရှင်လို့ပါနော်လူလိုက်တာထမေချောင်းစီပေါင်းတီးပြီးလူရဲ့ကျိုးတယ်အလူကဒါမျိုးပဲပိဿကလည်းများကျိုးတာမူတာလည်းကောင်းတော်လိုက်တာတာနာထုံးကားတဲ့လူမျိုးတာနာထုံးကားတဲ့တိုက်ပြည်နော်ကျွန်တော်တို့ကဘာမှရှေးဥလူတွေများပြောကြတာကတော့ကျွန်းကြီးလေးကျွန်းအဲ့ဒီလေးကျွန်းမှာကျွန်တော်တို့ကျွန်းကသဘူတိပါလက်ရတောင်ကျွန်းဩဘာနမိတ်ထုံးတယ်ဒါကြောင့်ဖျားပွင့်တဲ့ကျွန်းနဲ့ဒီကျွန်းမှာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးပေါ်ထွန်းခဲ့လို့သာသနာလည်းထွန်းကားတယ်အခုသာသနာဒါရိစသာသနာအမွေခမ်းတဲ့ဒီလိုရှင်ပြုပဇင်းကံအလှပွဲကြီးမှာကျွန်တော်တို့ဖိသိဆရာများကအလှတကအလှမာတွေကုသိုလ်ပိုရအောင်စိတ်တွေကြည်နူးကြအောင်ကျွန်တော်တို့ကသာသနာကိုနှိုးဆော်တဲ့နိဗ္ဗာန်ဆိုတွေပါเนาะတာလူခေါ်ပါတယ်အမတမကြည်နူးစရာလည်းကောင်းလူရမှုလည်းကောင်းကဲကျေးဇူးတင်ပါတယ်ဒါပေမဲ့ဖိသိဆရာမိုးဒီပြောမယ်နော်ဒီအလှကြီးမှာကျိုးကြအောင်ပြရကောင်းဆုံးအားလို့ကျွန်တော်လည်းစားရတော့တာစားကုန်တောက်ကုန်နဲ့သူအင့်ထော်သွားတာအခုတော့ကျွန်တော်ရဲ့ကျေးဇူးရှင်နန္ဒမေတ္တာစတာဆေးတဲ့ကထုတ်တဲ့အဖေကျော်စည်းလေးစားပြီးဒီလေးလဲခြောင်သွားတယ်အခုမှလည်းပြောလို့ဆိုလို့ကောင်းလို့ပိဿကြီးကျေးဇူးရှင်ကြီးများကိုလည်းကျေးဇူးဆက်တဲ့အနေနဲ့ပြောပြရစေเนาะပိဿဆရာမူရီပြောပြရစေပြောမယ်နော်အနန္တမေတ္တာစတာဆေးတဲ့ကထုတ်တဲ့ဆေးမျိုးစုံနော်အဲ့ဒါတွေဟာမြန်မာပြည်အရရှိဆေးဆိုင်တိုင်းပါတိုင်းရင်းဆေးဆိုင်တိုင်းပါဝယ်ယူရရှိနိုင်မှာကြောင့်မင်းများစုံစမ်းလို့ဝယ်ယူအားပေးကြပါလို့ကျွန်တော်ကနေပြီးကျေးဇူးရှင်များကိုကျမ်းမာစီကြောင်းအကျိုးမျှော်ပြီးနှိုးဆော်တိုက်တွန်းရပါကြောင်းပါခင်ဗျာ